ဟာကောင်းပါလေဘယ်တော့လဲလည်းမသိဟင်ညီမလေးဘယ်တော့မလဲ ဒါလေး ဟေးလေကဲဘာလို့ကြပ်ပေးရတာလဲဟမ်ဘာလို့ကြိုက်တာလဲ ဟေးဒီပတ်တော့နှိမ့်ချတဲ့ရုံနဲ့ပေါ့ကိုချင်းစာတရားပါမရှိတဲ့ကောင်ပဲပေါ့ဟမ်ဒီမှာဒီနေရာလူပြက်တယ်ဒီလေးရောင်လေးရက်နေတိတ်တော့ပါမလားပေါ့ကိုကြီးရမယ်ဖေးမမယ်ပေါ့ ဘယ်လိုမဖေးမသိဘူးထင်တယ်နော် ဖေးမ မဖေးမသိဘူးထင်တယ် โอเคလာညီမလေးကြောက်ညီမလေးကကားပေါ်တော့ရောက်နေမြန်တယ်နော် ဟေးလူကျွန်တော်လမ်းမလျှောက်သွားရတော့မယ်နော်ဟိုခင်ဗျားသူ့ကိုလိုက်ပို့လိုက်နော် ဘာဖြစ်နေရလဲခရီးဆုံးနေပြီနော် ငါတီးတယ်နော်ငါတီးတယ်နော် ဟုတ်လဲဟုတ်တော့ညီမလေးပြောရင်လည်းပြောရင်တရားပဲမင်းဘာဖြစ်နေညီမလေးမျက်နှာလေဟိုဖြူပါဖြူရောဖြစ်နေညီမလေးသားရဟိုစကင်ကဲတွေတိမ်ပသုံးဖြစ်ဘူးနဲ့ဒီလေဟိုကိုကြီးကားထဲမှာစကင်ကဲပစ္စည်းတွေပါတယ်တဲ့ညီမလေးသုံးကြည့်ဒီဥစ္စာကအသားကြီးကိုစိုးပြေးသေးတယ်ဒီဥစ္စာရေဓာတ်ကိုချိန်တာအဲ့ဒါတွေသုံးကြည့်နော် ဟေးလူအဲ့ဒါအသား6နေတာမဟုတ်ဘူး ဟေ့ငါစီးဝါးရေးလုပ်နေမင်းလာမနောက်ချက်နဲ့နော်ဟောကောင်မသိဘူးငါဈေးရောက်နေတာကွာညီမလေးနှကန်းနေရလေ6ပြီးကွဲအဲ့လေးဖြစ်နေတဲ့ကိုကြီးမှာနှကန်းနေရစီဘူးပါတယ်ခဏဒီဘယ်နားမှလည်းမသိဘူးနော် ဟာခင်ဗျားကောက်ဘလို့မောင်းနေတယ်အကုန်သိအောင်တော့မှာပဲ ဟောရှာနေတာ